ဂျပန်မှာလေဒီချိန်စောင်းအကုံကြီးအကူပေါ့နော်ဒီလိုစက်ကူးမကူကာလာဆိုရင်အသီးနှံတွေအရန်ပေါ်တယ်အခုဆိုကြည့်ပါအောင်ကဲရော့နေဒီမွန်လာဦးညီရေဆိုလို့ရှိရင်10ချောင်းလောက်ပါတယ်အဲ့ဒါကိုရန်200လောက်မကြောက်ဘူးเนาะပြီးတော့ခုခရမ်းကျင်ကြီးဆိုလဲအများကြီးပဲ10လုံးလောက်ပါတယ်အဲ့ဒါကို300လောက်ပဲကြာရပေါ့เนาะတော်တော်လေးတန်တယ်အသီးရွက်တွေအရန်တန်ပြီးတော့အရန်လည်းပေါ်ပေါ်တီတီနဲ့မြများဆဆရတဲ့ယာတီလို့ပြောလို့ရတယ်ပေါ့နော်နောက်ထပ်နည်းနည်းပူလာလို့ရှိရင်တိတ်ပြီးတော့အသီးရွက်တွေကအဲ့လောက်ကြီးမပေါ်တော့ဘူးဘာလို့ဆိုတော့နေရာတီရောက်လို့ရှိရင်အသီးနှံတွေကတိတ်မဖြစ်ဘူးပေါ့နော်ဂျပန်တွေကတအားပူတယ်သူကတော့အခုပေါ်တာနဲ့ပဲခန်းကျင်ကြီးအများကြီးဝင်လာတယ်ပြီးတော့အသီးနှံတွေလည်းရမ်းပေါ်တယ်ပေါ့နော်သူကအသီးနှံတွေအသီးရွက်တွေရမ်းကြိုက်တဲ့သူဆိုတော့ဒီရာသီဆိုရင်ရမ်းပျော်တယ်ကြည့်ပါအောင်ဒီမှာငှက်ပြောသီးရေဆိုလို့ရှိရင်ရမ်း150တောင်မပြည့်ဘူးပေါ့နော်သူကပုံမှန်ဈေးဝယ်လို့ရှိရင် Big Aeon ပေါ့နော် Aeon ရဲ့အခွဲဖြစ်တဲ့ Supermarket Big Aeon မှာဝယ်လေးရှိပါတယ်အဲ့ဆိုင်ကအရန်ဈေးတက်တာပြီးတော့ဝယ်လို့လည်းအရန်ကောင်းတယ်အသီးနှံတွေလည်းအစုံရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဂျပန်မှာဆိုရင် Big Aeon ဆိုတဲ့ဆိုင်လေးကိုရှာပြီးတော့ဝယ်ကြည့်ကြည့်ပါ